ညိုညကအားတိုင်းဒီလိုပဲနေကြရနော်ဆိုင်မှာဘာဖြစ်နေလဲနည်းနည်းပါးပါစိတ်ဝင်စားအောင်ဟမ်ငေါ့တော့ဘာမလို့ငါညိုညကမန်နေဂျာနဲ့တိုင်ပြောပါနော်ဆိုင်မှာ promotion ရှိတယ်ကြောင်ညာခိုင်းတာလေနည်းနည်းပါးပါလေးစိတ်ဝင်စားကြအောင် ဘာ promotion လဲဘာ ဒီ promotion မှာလေးပြမယ်လားမသိကြဘူးမလားဒီမှာလေးနင်တို့ဘေးနားမှာရှိနေတာဘယ်လောက်တောင်ပေါက်လဲသိတာဒီမှာ30ရာခိုင်နှုန်းလျှော့တာပါတယ်40ရာခိုင်နှုန်းလျှော့တာပါတယ်50ရာခိုင်နှုန်းလျှော့တာပါတယ် သူတို့နှစ်သိန်းရောက်ပါတယ်ခွန်း နှစ်သိန်းဒီ3သိန်းခွဲရောပါတယ်နော်ဒီမှာကြည့်အများကြီးပဲမျိုးလျှော့3ချိန် free တွေရောသပင်ပေါင်းတွေရောအများကြီးလျှော့ပေးတာ VIP ကတ်တွေရောပေးတာလုံးဝဗလာမပါဘူးနော်သိလားအဲ့ဒါနည်းနည်းပါးပါးစိတ်ဝင်စားကြအောင် မသိဘူး တိပါတိ အားနေညတော့ရိုမဲပဲစဉ်းစားနေကြတာ ဟာလာမရှိ ဟာကြောင်ညာမယ်လေ နောက်မှကြုံညာလို့ရတယ် မဟုတ်လေအခုကြောင်ညာမရပါနဲ့နင်တို့ကဒီပဲထက်နေလို့မရအောင်လေ မရ ကဲကဲတဘောပြော အော်လားလို့ဒါ ဒီမှာကြည့်ရောဖတ်ကြအောင်ဖတ်ကြည့်ရောမာရီပါလဲလို့ ငါလည်း2သိန်းစစ်ကြီး2သိန်းပါမယ်ပြီးသွားလို့ရှိရင်50 discount ပါမယ်ဆိုတာပါတယ်အဲ့မှာဘာလာမပါဘူးကွာရိုးရိုးချော်နှိမ့်ချော်မျက်နှာပေါင်းနေစီးရမယ်အဲ့ဒါတွေရမှာမဟုတ် ရပြီလား နှိမ့်လျှော်ပါလို့လား free ရ ကြည့်လေဒီမှာပါတယ် ငါလည်းရိုးလျှော်ပါငါမျက်နှာပေါင်းတာပါတယ်50ရာခိုင်နှုန်းပါတယ်ရိုးလျှော်ပါတယ်သပင်ပေါင်းပါတယ်25ရာခိုင်နှုန်းပါတယ်35ရာခိုင်နှုန်းပါတယ်ဒီမှာဗလာလုံးဝမပါဘူး အာနောက်မှကြုံညာတော့မသွားမယ်သွားမယ်လာတော့